အားလုံးပဲမင်္ဂလာပါဒီနေ့တရုတ်နှစ်ဆန်တရက်နေ့ဒီမှာဘုံကျောင်းနှစ်ခုကိုသွားခဲ့ပါတယ်အခုပထမဆုံးသွားခဲ့တဲ့ဘုံကျောင်းလေးကတော့တပိန်ပရိယတိစာတင်တိုင်းဆိုတဲ့ဘုံကျောင်းလေးကိုသွားခဲ့တာပါသူကအွန်လိုင်းမတိုင်နာမှာရှိပါတယ်နော်လူတွေကတော့နှစ်ဆန်းတရက်နေ့နှစ်ခုဆိုတော့လူတွေကတော့တော်တော်များပါတယ်ဒါပေမဲ့ပျော်ကြကြီးပါအဲ့ဒီမှာအစိုးရတွေလည်းအများကြီးစားခဲ့ပါတယ်လိုက်ပြီးတော့အားပေးကြပါဦးနော်我是打啥嘛的？我是我菜，不是，我妈扒的，妈的了，妈的，走，来开个 BT，要开个 BT，要 BT 出来了。可爱好。အဲ့မှာလေအေးစူးနေတာဝင်နေလို့အေးအရင်ဆုံးတောက်ခတ်လိုက်ဟုတ်ပါလားကျေးဇူးပါ这个比较的就要来。စတင်ပြီးတော့စားပါပြီ။ဒါကျွေးရလဲဆိုတော့ရှောက်ကောက်ဆွဲရဲ့ကြာစံကြော်ရဲ့ခုနကဝင်ရင်ခဲ့တဲ့အေးလေးပေါ့နော်။အကုန်လုံးကတက်လွတ်တွေပဲကျွေးရပါ။ဒါပေမဲ့တက်လွတ်ဆိုပေမဲ့လည်းစားလို့အရန်ကောင်းတယ်နော်။ရှောက်ကောက်ဆွဲဆိုလို့ရှိရင်သူကအရှမ်းအရေးတော်လေးပေါ့။ရှောက်ကောက်ဆွဲပဲနင်းလေးရဲ့ပြီးရင်သူကအထဲမှာအသားအစားအသားတူအသားတူပြီးလို့ရှိရင်ပဲပြာနောက်ထပ်ဟိုဟာလေးတွေပေါ့ခေါ်ရီရုပ်လေးတွေအဲ့ဒါလေးထည့်ပေးထားတယ်။ကြာစံကြော်လည်းတက်လို့ပဲအသားတူတို့ပဲပြာတို့ပြီးအသီးရွက်လေးနဲ့ချင်းလေးနဲ့ကောင်းတယ်။အဲ့မှာဒီတူတာကိုဝါတစ်ခဲ့ပါတယ်ပြီးတော့အပေါ်တက်ပြီးတော့ဘုရားကတော့စီတောင်းဒီဟိုကြည့်ဓာတ်ပုံလေးလိုက်ပေါ့နောက်တရားကြီးတယ် ခုအဲ့ဒီဘုံကျောင်းကနေပြန်သွားပါပြီပြန်ပြီးတော့အခုထပ်ရ
ရောက်တဲ့ဘုံကျောင်းကကြတော့သူကပြည်နန်းမှာပေါ့နိုဗိုတယ်ပေးရလေအဲ့ဒီကသူအဲ့ဒီထဲမှာလဲတက်တက်လွတ်လမ်းမှာတက်တက်လွတ်ခေါင်းဆွဲဆိုင်ဆိုပြီးတော့ရှိတယ်အဲ့ဒီရဲ့ဘုံကျောင်းလေးကိုထပ်သွားလိုက်ပြီးတယ်အဲ့မှာလဲဒီရမ်းများတယ်အဲ့မှာလဲတရုံတကားတွေရောကနေဟာလေးရလေကြည့်လို့ကောင်းတယ်တက်ခဲအဟန်ကြီးရတော့မဟုတ်ဘူးတက်လို့ထမင်းဟင်းလေးဒါပေမဲ့အဲ့မှာထိုင်မစားခဲ့ဘူးအဲ့လို spark တယ်ဆဲပြီးတော့ယူခဲ့တယ်တရားမှစားလိုက်တယ်အားလုံးပဲချစ်တဲ့အတွက်ကျေးဇူးတင်ပါတယ် bye bye happy Chinese New Year ပါ